မြင်နေကြနဲ့လုံးဝမတူတဲ့တမူထူးခြားတဲ့ကြက်သားစမူစာလုံးနီးဗီဒီယိုလေးပဲဖြစ်ပါတယ်။စမူစာဆိုတာနဲ့အထဲမှာအာလူတို့အသားတို့ထည့်ကျော်ထားတဲ့တရေစာလို့ပဲပြင်းပြကြမှာပါ။ဒါပေမဲ့ဒီဗီဒီယိုထဲကအကိုတို့တတိုက်ကတော့ကြက်ပေါင်ရိုးလေးကိုကင်ပြီးစားလို့ရမယ့်စမ်းသစ်တဲ့စမူစာကိုတီထွင်ချက်ပြုတ်သွားကြမှာပါ။ကဲဘလူတွေတောင်အိုင်ဒီယာထုတ်ပြီးချက်ပြုတ်သွားကြမလဲဆိုတာကြည့်လိုက်ကြရအောင်။အစပထမဆုံးအနေနဲ့ကြက်ပေါင်တွေအများကြီးကိုတဲအိုးကြီးတဲ့ထည့်ပြီးရေစင်အောင်ဆေးကြောကြပါတယ်။ပြီးတော့မိဖို့ကြီးပေါ်တင်စနင်းရည်လေးစမ်းစားလေးခတ်ပြီးကြက်သားတွေကိုနူးဣနေအောင်ပြုတ်လိုက်ပါတယ်။ရေစူတန်တပွဲပွဲနဲ့ကြက်လာတဲ့ကြက်ပေါင်တွေကိုဆယ်ယူပြီးအေးခံလိုက်ပါတယ်။အဲဒီနောက်မှာတော့ကြက်သားနဲ့အယိုးကိုတေချာနွာပြီးတက်တက်စီခွဲထုတ်လိုက်ကြပါတယ်။ဒီနေရာမှာအယိုးတွေကိုလွှင့်မပစ်ဘဲတက်တက်ဖယ်ထားတာကဒီဗီဒီယိုရဲ့အဓိကလျှို့ဝှက်ချက်လေးပါပဲ။အသားတွေကိုအမွှာလေးတွေဖြစ်အောင်ထွင်ပြီးသွားတဲ့အခါစမူစာရဲထဲမဲ့အနှစ်ကိုစချက်ပါတော့တယ်။စီပူပူတဲကိုဟင်းခတ်အမွေအကြိုင်တွေကြက်သွန်နီဂျင်းစပါလင်ခရမ်းကျင်သည်ငရုတ်သီးထောင်းစတာတွေကိုထည့်ပြီးမွှေးကြိုင်နေအောင်စီတက်ပါတယ်ပြီးမှခုနကနှွာထားတဲ့ကြက်သားဖက်လေးတွေထည့်ပြီးတမအောင်မှွေလိုက်ပါတယ်နောက်ဆုံးမှာတော့ပူစီနန်နဲ့နနန်ပင်လေးအုပ်လိုက်တဲ့အခါမြေုံနဲ့တင်သွားရည်ကြခြင်းစရာကြက်သားအနှစ်လေးရလာပါပြီအခုကစပြီးသူတို့ရဲ့အမှုပညာလက်ရာတွေကိုစတင်မြင်တွေ့ရတော့မှာပါစမူစာရွက်ကိုကတော့ပုံစံလေးခေါအထဲကိုခုနကချက်ထားတဲ့ကြက်သားအနှစ်တွေအပြည့်သိမ့်ထည့်ပြီးတော့မှတက်တက်ဖယ်ထားတဲ့ကြက်ပေါင်ရိုးလေးကိုအလဲကနေစိုက်ထည့်လိုက်ပါတယ်အဲဒီနောက်စမူစာရွက်ကိုတေချာပိတ်ပြီးမုံနှိရီလေးစိမ်အဝါရောင်အကျွတ်မှုန့်လေးတွေကတ်လိုက်တဲ့အခါဝါဝါဝင်းဝင်းနဲ့ချက်ပေါင်ကျော်ပုံစံစမူစာလေးတွေရလာပါပြီအိုင်ဒီယာကတော့တကယ်ကိုမိုက်ပါတယ်နော်ဒီလိုလှပတည်တတ်တဲ့စမူစာလေးတွေကိုစီပူပူဒဲအိုးကြီးထဲထည့်ပြီးကျွတ်ရွလာတဲ့အထိကြော်လိုက်ပါတယ်ရွှေအိုရောင်တန်းပြီးကျွတ်ကျွတ်ရွရွလေးဖြစ်နေတဲ့စမူစာတွေကိုဆယ်ယူလိုက်တဲ့မြင်ကွင်းကတော့တကယ်ကိုဗိုက်စာလာစေပါတယ်အကိုတို့ကိုယ်တိုင်လည်းအယိုးလေးကိုကင်ပြီးအားရပါရမြည်စမ်းကြည့်ကြတာမြင်ရသူအဖို့လိုက်စားခြင်းစိတ်တောင်ပေါက်သွားစေပါတယ်အပြင်ကကြွရွပြီးအထဲကကြက်သားအနှစ်ရဲ့အရသာကအတော်လေးကိုလိုက်ဖက်ညီနေမှာအသေးချပါပဲဒါပေမဲ့ဒီဗီဒီယိုလေးရဲ့အလှပဆုံးအပိုင်းကတော့သူတို့ရဲ့စားတောက်မှုမှာတင်ပြီးဆုံးမသွားပါဘူးစေနာအပြည့်နဲ့ချက်ပြုတ်ထားတဲ့ဒီကြက်သားစမူစာတွေကိုဘိုးဘွားရိတ်သားတစ်ခုကအဖိုးအဖွားတွေကိုတွားရောက်လှူဒန်းခဲ့ကြပါတယ်ထမင်းကြက်သားဟင်းတို့နဲ့အတူစမူစာကိုမြင်ရည်ရှက်ရည်စားသုံးနေကြတဲ့အဖိုးအဖွားတွေရဲ့မြင်ကွင်းကကြည့်ရသူကြားမတို့အတွက်ပါကြည်နူးပီတိဖြစ်စေပါတယ်အနုပညာဆန်ဆန်ချက်ပြုတ်မှုနဲ့အတူမေတ္တာတရားပါပေါင်းစပ်ထားတဲ့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်လည်းစိတ်ဝင်စားစရာဇာတ်လမ်းလေးတွေနဲ့အတူပြန်လာခဲ့ပါမယ်ရှင်